မကေမင်းကဘယ်လောက်နားလဲလို့ဝင်ပြောနေလဲအဲ့ဒီကာရာအိုကေဆိုင်ဆိုတာယောက်ျားတွေကြီးလာတာမိန်းမတွေလာတာမဟုတ်ယောက်ျားတွေအများကြီးလာတာ လာတော့ဘာဖြစ်လဲသူတို့ဆိုရင်လည်းတချင်းကိုပါလဲပါနံပါတ်လားကောက်လားအဲ့ဒါထည့်ပေးလိုက်ရုံပဲမပင်မန်းဘူးလေနော်နေဘူးထဲမှာလဲအုတ်တဲကတဲတဲနော်မဆလာဘိုင်းနေရွဲတယ်ပင်မန်းအလုပ်လည်းမဟုတ်ဘူးသူကဆိုအေးစစ်လောက်အလုပ်ရှင်းဖို့တာကျမအံ့ဩတယ်နော် မအောင်နဲ့မကေအဲ့ဒီအလုတ်ကလူပုံအလဲမှာပေါ်ပေါ်ထင်းထင်းလုတ်တဲ့အလုပ်မဟုတ်ဘူးအခန်းလေးထဲမှာလာတဲ့ယောက်ျားတွေကပုံစံအမျိုးမျိုးအရဲတောက်ချင်ဘီယာတောက်ချင်ငှဲ့ပေးရတယ်ဇုံတွဲတချင်းဆိုရင်သူတို့နဲ့သွားပြီးစိုးပေးရတယ်သူတို့တေချာပြုစုရတယ်ကိုမောင်ဦးခေါ်ရသေးတယ်အဲ့ဒီအလုပ်သွားလို့လို့ရှိရင်ငါသမီးပြက်စီးမှစိုးလို့တားတာဟေးမလုပ်စေချင်ဘူး အမလေးကိုကောင်းလို့ရှင်ခေါင်းဘဲမှမမြင်ဘူးကိုမှန်တာလို့လူကလာပြီးစော်ကားရဲမှာတမီလို့လာလို့အမေကသဘောတူတယ်လို့ ငါအဖေတယောက်အနေနဲ့တားနေတာ ဟုတ်ကျမလည်းအမေတယောက်နဲ့ခွင့်ပြုနေတာလေအိမ်မှာဘာဝင်မှမရှိဘူး